အားလုံးပဲမင်္ဂလာပါရှင်စောစောမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တနင်္လာနဲ့တနင်္ဂနွေစုံတွဲတွေရဲ့ချစ်ရေးအိမ်တောင်ရေးလူမှုရေးစီးပွားရေးကျန်းမာရေးနဲ့စောင်းရှောင်းရဲ့အချက်များရရများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တနင်္လာသားသမီးနဲ့တနင်္ဂနွေသားသမီးတို့ပေါင်းစည်းကြည့်သည်ဘေးဒင်အရနေနဲ့လရွှေနဲ့များကဲ့သို့အလွန်ပင်ထူးခြားသောတွဲဖက်မှုတစ်ခုဖြစ်ပါတယ်အပူနဲ့အေးအလင်းနဲ့အမှောင်မျှတတဲ့သဘောရှိပါတယ်မြမဘေးဒင်အရတနင်္လာသည်အာဘောရေဓာတ်ဖြစ်ပြီးတနင်္ဂနွေသည်မိဓာတ်ဖြစ်ပါတယ်အချစ်ရေးအိမ်တော်ရေးအနေနဲ့ကတော့မိနဲ့ရေဖြစ်တော်လဲနေနဲ့လသည်လောကကိုအလှည့်ကျစိုးမိုးသူများဖြစ်တဲ့အတွက်တဦးကိုတဦးအပြန်လှန်လေးစားမှုရှိပါကအလွန်တင့်တယ်သောအိမ်တော်စုဖြစ်ပါတယ်တနင်္ဂနွေရဲ့ဒေါသကိုတနင်္လာကအေးချမ်းအောင်လုပ်ပေးနိုင်ရပါမယ်စီးပွားရေးအနေနဲ့ကတော့တနင်္လာနဲ့တနင်္ဂနွေအတွဲသည်အောင်မြင်မှုကိုဖော်ဆောင်နိုင်ပါတယ်တနင်္ဂနွေကဥဆောင်ပြီးတနင်္လာကစီမံခန့်ခွဲပါကစီးပွားတက်လန်းရှိပါတယ်သို့သောဓာတ်ရံသဘောအနှဲငယ်ပါသဖြင့်ငွေကြေးကိစ္စတွင်စကားများတတ်ပါတယ်ကျန်းမာရေးအနေနဲ့ကတော့တနင်္လာကအစာအိမ်နဲ့သွေးသားကိုဂရုစိုက်ရပါမယ်တနင်္ဂနွေကတော့မျက်စိနဲ့နှလုံးကိုဂရုစိုက်ရပါမယ်ဆောင်းရံရှောင်းရံချက်များကိုလည်းပြောပြပေးခြင်းပါတယ်ဆောင်းရံအနေနဲ့ကတော့အိမ်တွင်းလှဆင်ရာတွင်အစိမ်းရောင်သို့မဟုတ်တစ်သားရောင်ကိုအသုံးပြုပါနှစ်ဦးသဘောတူဆုံးဖြတ်ချက်ချသည့်အခါတနင်္လာနေ့သို့မဟုတ်ကြတာရေးနေ့များကိုရွေးချယ်ပါရှောင်းရံအနေနဲ့ကတော့နှစ်ဦးသားစကားများနေစဉ်အနီယာဝတ်စုံဝတ်ဆင်ခြင်းကိုရှောင်ပါတနင်္ဂနွေသားသမီးရဲ့အာနာပြလိုမှုနဲ့တနင်္လာသားသမီးရဲ့စိတ်ကောက်တတ်မှုကိုလည်းအထူးဆင်ခြင်ပါရရပြုလို့ရန်အတွက်ကတော့အုံညွန့်6ညွန့်နဲ့ဂန်းကော်ညွန့်2ညွန့်ကိုပန်းအိုးထိုး၍ဖျားတွင်ကတ်လူပါဖျားတွင်ငိမ့်ချမ်းကြပါစေလို့ဆုတောင်းပါလစဉ်လဆန်းပိုင်းတွင်နှုတ်စွန်သို့မဟုတ်နှုတ်အေးကိုတန်ဃာတော်များသို့မဟုတ်တက်ကြီးရွယ်အိုများကိုဒါနပြုပါအိမ်တော်ရေးအစဉ်ပြေစေရန်အဲရဲ့အရှိတောင်ဘက်တွင်ရေအိုးအမြဲအပြည့်ဖြည့်ထားပါနားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေဘုရားရကြများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုပါရစေ notification လည်းနှိပ်ပေးဖို့တောင်းဆိုပါရစေကျေးဇူးတင်ပါတယ်ရှင်